မျိုးသမီးတွေရဲ့ orgasm ဖြည့်ဝမှုကတကယ်တော့ဘလို့ဖြစ်လာတာလဲဆိုတာသင်သိပါသလားရေးဖို့ရအဖြစ်တော့ orgasm အမျိုးအစား၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့ clitoral vaginal နဲ့ mix ဆိုပြီးတော့ပါပဲပထမဆုံး clitoral orgasm အကြောင်းကနေစလိုက်ကြရအောင် clitoris ဆိုတာအာယုံကြောအဖွဲစီတွေအများကြီးစုဝေးနေတဲ့နေရာဖြစ်လို့တကူလုံးမှာအထီးတွေအာယုံအခန်းစားနိုင်ဆုံးနေရာတွေထက်ကတစ်ခုဖြစ်နေတာပါအဲ့ဒီနေရာကိုလှုံ့ဆော်မှုတေးလိုက်ပြီးဆိုတာနဲ့ဦးနောက်စီကိုအားကောင်းတဲ့အချက်ပြလိုင်းတွေတိုက်ရိုက်ပြီးပို့လိုက်ပြီးပြင်းထန်တဲ့ခန္ဓာကိုယ်တုံ့ပြန်မှုတွေကိုဖြစ်ပေါ်စေတာပေါ့နောက်တစ်ခုကတော့ vaginal orgasm ပါမိမကိုလမ်းကြောင်းတစ်ချောင်းမှာအာယုံကြောတွေအများကြီးမရှိဘူးဆိုပေမဲ့တားရင်ကောင်းအနီးတစ်ဝိုက်နဲ့အားလုံးသိကြတဲ့ G spot နေရာအေးတွေမှာတော့အာယုံခံစားမှုအရန်ကောင်းတဲ့နေရာတွေရှိနေတာပါအဲ့ဒီနေရာတွေကိုအားကောင်းကောင်းနဲ့လှုံ့ဆော်ပြီးမယ်ဆိုရင်လည်း orgasm ရရှိစေနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ mix orgasm ပဲဖြစ်ပါတယ်ပြင်ပကနေလှုံ့ဆော်မှုတွေပေးတဲ့အခါသွေးလက်ပတ်မှုတွေများလာပြီးအသက်ရှူနှုံးနဲ့နှလုံးခုန်နှုံးတွေလည်းမြင့်တက်လာပါလိမ့်မယ်အဲ့ဒီအချိန်မှာတားအိမ်မိမကိုလမ်းကြောင်းနဲ့တင်ပါဆောင်ကြွသားတွေဟာစီးချက်ချက်ကျုံဆန်လာကြပါတယ်ဒီအဆက်မှာပဲအမျိုးသမီးတချို့ဟာအရည်တွေထွက်လာတတ်ကြပါတယ်ဒါဟာစီးသွားတာမဟုတ်ပဲ skin glands လို့ခေါ်တဲ့အကျိတ်တွေကနေထွက်လာတဲ့အရည်တွေပဲဖြစ်ပါတယ်အဲ့ဒီအရည်တွေကအများကြီးဖြစ်လာတဲ့အခါမှာတော့အပြင်ကိုပန်းထွက်လာတဲ့ပြီးဒါကိုပဲ squirting လို့ခေါ်တာပါဒါကြောင့် orgasm ဆိုတာခန္ဓာကိုယ်ရဲ့ပုံမှန်စီဝကံမှာဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ squirting ဆိုတာကလည်းတဘာဝဖြစ်ယူဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်ဒါကြောင့်အမျိုးသမီးတွေအနေနဲ့ဒီလိုဖြစ်ရတာကိုရှက်စရာလို့သတ်မှတ်နေဖို့မလိုအပ်ပါဘူးနော်